ကျွန်တော်မဟုတ်ကျွေးတော့လည်းကိုမစားဘူးအေးတိုက်တော့လည်းကိုမတော့ဘူးအခုလက်ဖက်စုပ်ကျွေးတော့လည်းကိုမစားပြန်အခုဘာလို့မစားရလဲပေါင်းမစားတော့ရမင်းပါမစားမင်းပါမစားဟိုငါကျွေးရနော်ဟုတ်ပါတယ်မင်းကျွေးတယ်ငါမှစားတာဟုတ်ပြီလားဟုတ်ရဟိုအေးတော့မတောက်တော့ဦးရောငါချောင်းဆိုးနေလို့ကွာမင်းပါမင်းရတောက်လိုက်တော့ဟိုတပတ်တော့စားအောင်လားအစားပါဘောကွာမင်းကလည်းဒါနဲ့ရောမင်းဘယ်ဝယ်လာဘယ်ဆိုင်မှဝယ်လာတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်တုတ်ထားတာငါနည်းနည်းလေးအောက်တလို့ဖြစ်နေတာကွာတစ်ဖက်တော့စားရင်အစီပြေမှာမဟုတ်ဘူးမင်းပါမင်းပဲစားလိုက်တော့ကွာအခုကဘာလဲဗျကျွန်တော်မဟုတ်ကျွေးတော့လည်းကိုမစားဘူးအေးတိုက်တော့လည်းကိုမတော့အခုလက်ဖက်စုပ်ကျွေးတော့လည်းကိုမစားပြန်အခုဘာလို့မစားရလဲငါဘာလို့မစားရလဲဆိုမင်းက24နိုင်လို့နှာခေါင်းနိုင်တာလေဟိုကလည်းဒါကြောင့်အကျဉ်းပြင်းနေလို့ဗျာဟေ့ရောအဲ့ဒါယူမူကောင်းတယ်လေကွာကွာဘာမှယူမကောင်းပါဘူးဗျကျွန်တော်နှစ်ချီကတန့်တယ်ဗျငငယ်ဆိုကျွန်တော်နှစ်ချီပါစားတာဟိုယူလဲနေရောဗျာကျွန်တော်မရောပဲစားလိုက်တော့မယ်